ညီညီနဲ့မော်ဖနက်ညီညီဟာစော့ကစားရတာအယမ်းဝါသနာပါတဲ့ကောင်လေးတစ်ယောက်ပါဒါပေမဲ့သူ့မှာအကျင့်ဆိုးတစ်ခုရှိတယ်အပြင်ကပြန်လာရင်ဖြစ်ဖြစ်အိမ်ထဲမှာပဲဖြစ်ဖြစ်သူ့ရဲ့ဖက်နှက်တွေကိုစနစ်တကျမထားပဲဟိုတစ်ဖက်ဒီတစ်ဖက်ပစ်ထားတတ်တာပါမေကညီညီဖက်နှက်ကိုစနစ်တကျချုပ်ပါဖက်နှက်စင်ပေါ်တင်ပါလို့နေတိုင်းပြောပေမဲ့ညီညီကတော့နားမထောင်ပဲအမြဲတမ်းပြေးထွက်သွားလေရှိပါတယ်တနေ့မှာတော့ညီညီဟာအပြင်သွားဖို့ဖက်နှက်ရှာတဲ့အခါတစ်ဖက်ပဲတွေ့ပြီးနောက်တစ်ဖက်ကပျောက်နေပါတယ်အမေတားဖက်နှက်တစ်ဖက်ဘယ်ရောက်သွားလဲမသိဘူးလို့အော်ခေါ်ပေမဲ့အမေကမိဖို့ကြောင့်ထဲမှာအလုရှုပ်နေတာကြောင့်မကြားပါဘူးညီညီဟာဖက်နှက်မပါပဲအပြင်ကိုထွက်ရှာတဲ့အခါခြံထဲကခဲလုံးလေးတွေကသူ့ခြေထောက်ကိုနာအောင်လုပ်ပါတယ်အဲ့ဒီအချိန်မှာထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်သူ့ရဲ့ပျောက်နေတဲ့ဖက်နှက်လေးဟာတစ်ပင်အောက်မှာရောက်နေပြီးပါးစပ်ပေါက်လေးနဲ့စကားပြောနေတာပါညီညီမင်းကငါ့ကိုတံမိုးမထားပဲပစ်ထားတော့ငါလည်းမင်းနဲ့အတူမနေချင်တော့ဘူးငါတငယ်ချင်းဖက်နှက်စင်စီပဲငါသွားတော့မယ်လို့ပြောပြီးခုံစောနဲ့ထွက်သွားဖို့ပြင်ပါတယ်ညီညီဟာအယမ်းလန့်သွားပြီးမသွားပါနဲ့ဖက်နှက်လေးရဲ့ငါမသွားပါပြီလို့တောင်းပန်ပါတယ်အဲ့ဒီအချိန်မှာပဲအမေရောက်လာပြီးညီညီအမေစကားနားထောင်ပြီးဖက်နှက်စင်ပေါ်စနစ်တကျတင်ထားရင်အခုလိုရှာရခတ်မှာမဟုတ်ဘူးလေလို့အေးအေးဆေးဆေးပြောပြပါတယ်ညီညီဟာအမေပြောတာမှန်တယ်ဆိုတာသိသွားပြီးဖက်နှက်လေးကိုကောက်ယူကာဖက်နှက်စင်ပေါ်မှာတိတိကျကျတင်လိုက်ပါတယ်အဲ့ဒီနေ့ကစပြီးညီညီဟာအမေပြောတဲ့စကားတွေကိုဂရုတစိုက်နားထောင်ပြီးပစ္စည်းတွေကိုစနစ်တကျထားတတ်တဲ့လိမ္မာတဲ့ကောင်လေးဖြစ်သွားပါတော့တယ်